ကျွန်တော်လုပ်တဲ့ဆူရှီတွေပြမယ်နော်တော်တော်လေးများများလေးလုပ်ဖြစ်တဲ့တစ်ခေါက်ဖြစ်လို့ပြတာဟုတ်တယ် Okay let's start အဘောဟာတော့အီရန်ကိုပြစ်ဖို့အစင်တစ်လုပ်ထားတဲ့3G ဆူရှီချောင်းတွေဟုတ်ပါတယ် sorry ကြာသွားတဲ့ဖုန်းအဘောဟာနော်အီရန်ကိုပြစ်မဲ့ 3G ချောင်းတွေဟုတ်တယ်စင်တစ်ဖြိုခွင်းဖို့အတွက်စင်တစ်ဖြစ်နေနော်အဲ့ဒါကိုအဲ့ဒီ 3G တွေကိုအဲ့ဒီပြစ်မဲ့နေရာအထိတည်တဲ့အချိန်မှာဆိုတော့ container လို့ container မှာထည့်ပြီးမှတည်ရတယ်ဒါပေမဲ့ container ကမဆန့်ဘူးဖြစ်နေ 3G ကကြီးပြီးမှ container ကသေးတယ်အဲ့တော့ကွေးလေးလုပ်ရတယ်အခုဒီအပေါ်မှာကွေးလေးလုပ်လိုက်အဲ့ကွေးလေးလုပ်ပြီးမှအဲ့ဒီ 3G တွေကိုတည်ရတာပေါ့နော်အဲ့လိုတည်လိုက်တဲ့ချိန်မှာသူကဘယ်လိုပြောရမလဲလမ်းမှာသူကတောက်လျှောက်တည်ရမှာဆိုတော့လေဟိုမမြင်ရအောင်ပေါ့ 3G ကိုမမြင်ရအောင်ဟိုအရေးနှမျိုးနဲ့ပေါ့နော်ဒီကဲ special တို့ radar တွေလည်းမဖမ်းနိုင်တဲ့အရေးအမျိုးအရေးနှမျိုးဟုတ်တယ်အယောင်တစ်ခုက yellow color ဟုတ်တယ်နောက်တစ်ခုကတော့ black color ဟုတ်တယ်အဲ့ဒီအရေးနဲ့ဖမ်းပြီးမှဟိုပါလေခြုံမျက်ခြောက်တွေနဲ့လေမျက်ခြောက်တွေဖုံးရမျက်ခြောက်တွေနဲ့ဖုံးပြီးမှတည်သွားရတယ်အဲဆို 3G မှမတည်ဘူးဘယ်လိုလုပ်ရလဲကဲအဲ့ဒါနေပဲတည်လိုက်ပြီးဟိုကိုတောင်ထဲရောက်ပြီပေါ့သူထားမဲ့နေရာရောက်ပြီဆိုတော့အဲ့လိုမျိုးတက်တာတွေကိုထည့်ပြီးမှ special ထုတ်ပြီးမှစင်တစ်တုံးဖို့အတွက်ပေါ့နော်အဲ့လိုထားရတာပေါ့ဒါတော့စင်တစ်အနေထားပေါ့နော်